马路就给他做。马路就给他做了好了。我非常不少好。你弄那个我看了嘞，把它看了表。喏，我来了一喏，你知道爸，搞地马路嘞，我来是要讲的是，喏，我嘞，路里有嘞，这块边嘛，标在这种啊，来啥呢？我标路边呢，标嘞，想来想嘛嘞，我嘞，我在这种啊哇哈，哇，路边个啦，哎，不然不多呀，阿妹，啊，标在这种，对呀。不能进，你那了标记进入标了，慢点哩。ဒါပေမဲ့သူများတွေကိုကောင်းစီခြင်းလို့နင်ကပြောတယ်ဒါပေမဲ့နင်ဝိလေမှာစိုးလို့တစ်ချိန်ချင်းနင်ဝိလေသွားမှာငါတို့စိုးရိမ်နေတာဟာဖလို့ဖလိုက်ရမှာလေငါသူ့ကိုကောင်းနေခြင်းလို့ဟိုဒုက္ခပေးရမှာငါလေပျော်စေချင်တာတိကလူတွေကိုပျော်စေချင်တော့ငါလေပျော်လိုက်လို့ငါဒုက္ခမပေးတော့ငါဝတ်မလဲဘူးငါမသိဘူးငါဘိုက်စားဘိုက်စားတယ်နင်ကလည်းမှားစားတော့တို့တော့သွားတယ်တို့ကအချင်း 好，高明。တော့သူ့ကိုမသိနေကြနဲ့你给他。你တော့စားလို့ရတယ်တော့ကွာ高明。အားထားတစ္ဆာပါ နင်မှားစားလိုက် အေးပါနော်你抓我，你弄手拿吧嘛，啊，这他这啥胖嘛，多少胖，好了，马总，哪里把那搞什么？嘛，那个都不好啊，这边不没得呗，有钱弄个你自己，哦，你看我给你这个，这样，哎，你看你我快一点上，那边那个，看看那个，看到。ဒီမှာကြာကိုလင်းတော့ချက်တယ်လေဟုတ်လားတော့ဒီမှာလို့စားဖို့လုပ်တယ်ဟောငါတို့လို့မရပါဟုတ်လားအဲ့ဆိုနေလေးနော်ဒီငါကလေးကလာနင်းတော့နေဘိုင်ရန်ဆောင်တာတော့မတော်နော်ဒီရနော်ငါကမှကြာ打开山里哦，我那快那么讲了，哎，拉回。对，马皮路的。你给啥啥了表？是，他没有安排的哟，是没人给啥的是，他说是在拉不了的。干嘛的？拉不了的话，他哪里没地方的？你来拉没着呢，你给啥是？是。你给啥钱个？没事，你来弄弄，俺弄弄的，没地方的。你来拉没着呢，那么看。对。အခုဒီဟာလေးကဒီတောင်းတော့ဒီမှာတော့ဖိတ်လာဖတိချောက်ရတယ်တောင်းဘူးပြန်ပြရဖြစ်တယ်ငါနေရှင်းနေဖြစ်မရှိနေလည်းငါတော့ကွာမှာနော်တော့လည်းမခံငါလာမပြောနဲ့ဟုတ်ရှင်းအောင်ငါမှမသိတဲ့ကိစ္စငါဘယ်လိုရှင်းရမလဲမသိပြီးတော့မလဲငါလာမပြောနဲ့လို့ပြောတယ်ဟောတော်ပြီကျမတောင်းနိုင်တော့ဘူးဒီတက်ရည်ရောက်ပြီဖြစ်ဖြစ်ဒီတနာလေးမအခုကွာမယ်လုံးဝလည်းမခံဘူးငါလာပဲညို့လေကငါလည်းဘာမှမသိရမလဲဒီမှာဟာဒီချာဒီချာဒီချာဘလို့ဖြစ်လာလဲကောင်းပြီးမှလေအများနဲ့မကြည့်ရဘူးမောတော်နဲ့ဘလို့ဖြစ်ရမှာလဲချဲရှင်းတာတော့တင်းလာလို့တိကျဝေးကြည့်ရစရာပြောပြချင်ဘူးကဲဘာလဲပြောဟောဆီယမအရေးကြီးလို့ပေါ့ဆီမအရေးကြီးတယ်ပြောတာရှင်တမင်းတော့မယ်ဟာအတန်းနေနေနေကောင်းပြီးမှလေကဲလာဟောမထိုင်ပြောမယ်လားကဲပြောကောင်းပြီးမှဘာဖြစ်လာပြန်လဲဘာဖြစ်လာမှာလဲဆီယမဆီမကိုအရေးကြီးတာတကယ်ပြောကြရှိတယ်တကယ်ပြောကြရှိတယ်အမေရောက်ပြောစမ်းမအောင်ကောင်းပြီးမှအေးဆီယမဟာလေဆရာကောင်းပြီဆရာကောင်းနဲ့ဆရာမနဲ့ကြောက်ရမလားဟဲ့ဒီကလေးစကားပြောနေဟောဆရာမလေတနည်းလေကြီးအောင်ငယ်လာတာပါဟဲ့ပါငယ်တာကနေကြီးတယ်လို့ဆမ်းပါပြောဆမပြောတဲ့ကနေငယ်ကနေကြီးဟုတ်ရှင်းနေနော်ဟုတ်တယ်အဲ့ဒါဆိုရင်ဒီဆရာပြောစရာရှိတယ်ဆရာကောင်းရဲ့အကြောင်းဆရာမမသိလားဘာဖြစ်နေလဲဘာဖြစ်မှာလဲဆရာမလေးဆရာကလူဟုတ်ဘူးနော်ဟုတ်တယ်ဆရာကလူနဲ့ဟုတ်ဘူးဘာဖြစ်နေလို့လဲဆရာတောင်းပါဟမ်ညလူမျိုးဟုတ်လို့လားခေါက်ပြီးမရဲ့ဆရာမရှောင်းမမပြောနေခေါက်ပြီးမလေတချောင်းလုံးပါလေအ
ကြတာအကုန်လုံးသိစမသိရနော်ကောက်ဒီမှာဘယ်တော့မှလည်းမပြော တိပါတယ်ကောက်ဒီမရေ ဘူးကပေါ့ဆရာမမဟုတ်တာဘာနဲ့လာမျိုးလဲဟောဟိုရှင်းမတော့ပြောရလေသူကလေပြောပြမယ်နော်ဆရာကောင်းကလေခင်အောင်တော့ကနေပါတော့အမေကတမတ်လောက်ဟုတ်တယ် ကောက်ဒီမ ဘာမှ ဘာကလည်းရှောက်မပြောနဲ့ ဟောဆရာမလည်းတမက်တိတ်ချစုံစမ်းလာလားကိုဆရာမသိရမှာဆရာကြောင့်လည်းတိတ်ရဆိုတိတယ်တမက်စုံစမ်းလာအဲ့ဒါအခုအဲ့လိုမျိုးသိလာတာနော်ဆရာမလည်းမယုံဆိုရင်ဆရာကြောင့်နဲ့တွေ့ခါတိုင်းလေဆရာကြောင့်ရဲ့လေကလေးကိုစမ်းပြီးတော့ကြည့်ကြည့်ပေါ့လူဆိုရင်အစမ်းခံတယ်နောက်ဆိုရင်အစမ်းမခံဆရာမမယုံလို့ရှင်နော်ဆရာကြောင့်ရဲ့ခင်ကိုစမ်းကြည့်လူဆိုရင်အစမ်းခံနောက်ဆိုရင်အစမ်းခံလူဆိုရင်အစမ်းခံနောက်ဆိုရင်အစမ်းခံဦးလေးဒီမဲ့ငါဦးလေးဒီဟမ်အဲ့ဒီနဲ့ရှိုးနေမို့ခလေးလေးကြာလာတော့ဟဲ့နော် နေ